တောင်းသမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာသင်ပါ grade 7သင်ကြားသင်ယူသင်များကိုမျှဝေသင်ကြားပေးပါမယ်ဆရာရဲ့မျှဝေသင်ကြားမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင်like and subscribe လေးလုပ်သွားပြီးတော့အဲ့တော့ဆရာတို့ဒီနေ့လေ့လာရမယ့်သင်ခန်းစာကသင်ချာ2ရဲ့ 1.7 trapezium များစလို့ဆွဲသားခြင်းကြောင့်လေ့လာရမှာဖြစ်တယ်ဒါဆိုရင်သားတို့သမီးတို့က trapezium ဆိုတာဘယ်လိုပုံလေးလဲဟုတ်ပြီနော်ဒါဆိုဆရာတို့လေ့လာရအောင်ပါအဲ့တော့ဆရာပုံလေးတစ်ပုံဆွဲလိုက်ပါတယ်ပြီးတော့နာမည်ပေးလိုက်မယ်P Q R S ဟုတ်ပြီနာမည်ပေးလိုက်တယ်ကဲအလားလေးနားနဲ့ပုံခတ်ထားတဲ့ပုံကိုဆရာတို့ကဘာလို့ခေါ်လဲစတုဂန်လို့ခေါ်တယ်ဟုတ်ပြီစတုဂန်ဒီအကြောင်းဆရာတို့သိခဲ့ပြီးသွားပြီငယ်ငယ်လေးတွေကသိခဲ့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေကဂုဏ်တတိတွေအရာစတုဂန်တွေကနာမည်လေးကြီးကွဲသွားတယ်စတုယန်ရဲ့ဂုဏ်တတိတွေအရာစတုယန်ဆိုပြီးတော့နာမည်တစ်ခုကွဲသွားတယ်နဗျန်စတုကန်တခါကွဲသွားတယ်ဟုတ်ပြီနော်နဗျန်စတုကန်ရဲ့ဂုဏ်တတိယနဗျန်စတုကန်လေးဖြစ်သွားတယ်ဟုတ်ပြီနော်အခုလည်းပဲဆရာတို့ကဟောဒီစတုကန်ကြီးကဆရာတို့ကဘာဖြစ်မလဲဟုတ်ပြီနော်ဒါဆိုဆရာတို့ကြည့်ရအောင်ဟောဒီမှာရှိတဲ့ PQ နဲ့ SR နဲ့ဒီဆရာတို့ကမျက်နှာချင်းဆိုင်အနာနှစ်ခုဒီဘာဖြစ်နေလဲဆိုတော့ပြိုင်နေတယ်အဲ့တော့မျက်နှာချင်းဆိုင်အနာတစ်စုံနှစ်ခုကိုဆရာတို့ကတစ်စုံနွားနှစ်ကောင်ဆိုရင်တစ်ရှင်းဟုတ်ပြီနော်အဲ့တော့အခုလည်းပဲဆရာတို့ကအနာနှစ်နားဒီဆရာတို့ကဘာဖြစ်နေလဲဆိုတော့မျက်နှာချင်းဆိုင်အနာတစ်စုံပေါ့နော်အနာနှစ်နားကိုတစ်စုံလို့ခေါ်မှာဟုတ်ပြီနော်အဲ့ဒီတစ်စုံဒီဘာဖြစ်နေလဲဆိုတော့ပြိုင်နေတယ်ဒါကြောင့်သားတို့သမီးတို့မှတ်စုလေးမှန်ရမှာမျက်နှာချင်းဆိုင်အနာတစ်စုံပြိုင်သောစတုဂံကို trapezium လို့ခေါ်တယ်ဟုတ်ပြီနော်ပြန်ပြောမယ်မျက်နှာချင်းဆိုင်အနာတစ်စုံပြိုင်သောစတုဂံကိုဘာလို့ခေါ်လဲ trapezium လို့ခေါ်တယ်ဒါကြောင့်သားတို့သမီးတို့ဒီ trapezium ပုံဆွဲမယ်ဆိုရင်ဘာလုပ်ရမလဲအနာတစ်စုံကိုပြိုင်အောင်ဆွဲရမယ်အဲ့တော့မျက်နှာချင်းဆိုင်အနာတစ်စုံပြိုင်နေပြီဆိုရင်လည်းအဲ့ဒါကိုဘာလို့ခေါ်လဲ trapezium လို့ခေါ်တယ်ဟောဒီဘက်ကအနာလေးနဲ့ဒီနားနဲ့ဒီနားနဲ့ကမပြိုင်ဘူးเนาะသတိထားရမယ်ဒီချက်အနာတစ်စုံပဲပြိုင်ရဒါဆိုသားတို့သမီးတို့ပုံလေး trapezium ပုံလေးဆွဲပြီးရအောင်မှမစုလေးရေးထားပေးပါဟုတ်ပြီเนาะဒါဆိုရင် trapezium ကိုနားလည်ပြီဆိုရင်ဆရာတို့အခု trapezium ကိုဘယ်လိုဆောက်လုပ်ဆွဲသားရမလဲဆက်ပြီးတော့လေ့လာရအောင်ပါခဲဒါဆိုရင်ဥပမာဆရာတို့က AB parallel DC AB နဲ့ DC နဲ့ကိုဘာလို့အောင်ဆွဲရမလဲပြိုင်အောင်ဆွဲရမယ် trapezium ဆောက်လုပ်ခိုင်းတာဖြစ်တဲ့အတွက်မျက်နှာချင်းဆိုင်အနာတစ်စုံပြိုင်အောင်ဆွဲရမယ်ဒါဆိုရင် AB က6 cm နဲ့ DC လေးက4 cm ဒါကြောင့်6 cm လေးနဲ့4 cm နဲ့ကိုဘာလို့အောင်ဆွဲရမလဲပြိုင်အောင်ဆွဲရမယ်ဟုတ်ပြီเนาะဒါကြောင့်မလို့ဆရာတို့ကပုံချမ်းလေးဆွဲလိုက်မယ် trapezium ပုံချမ်းလေးဆွဲလိုက်မယ်ပြီးသားရင်ဆရာတို့ကနာမည်ပေးလိုက်မယ် A B C D ကဲဒီနားလေးကဆက်အောင်ဆွဲဖို့เนาะဆရာဒီမှာအနုလေးလေးကမဆက်ဘူးဖြစ်ဟုတ်ပြီเนาะ A B D C အဲ့တော့သူတို့နှစ်ခုကိုဘာလုပ်အောင်ဆွဲရမလဲပြိုင်အောင်ဆွဲရမယ် A B နဲ့ D C နဲ့ပြိုင်အောင်ဆွဲရမယ် A B လေးက6 cm ပုံချမ်းလေးထဲမှာဆရာတို့ထည့်လိုက်မယ် D C လေးက4 cm 4 cmပြီးတော့ဆရာတို့က AD လေးက3 cm ဒါဆိုသူ့ကိုဆရာတို့က3 cm ပိုင်းဖြတ်ရမယ်ပြီးတော့မှဟောဒီမှာ AB လေးနဲ့ AD လေးထဲမှာ AD နှစ်ခုစလုံးမှာအနားနှစ်ခုစလုံးမှာဘုံဖြစ်နေအဲ့တော့ဘုံတောင်ဆုံးလေးကိုဖြစ်ပေါ်စေအဲ့တော့အဲ့ဒီဘုံတောင်လေး angle A က60 ဒီဂရီပေးထားတယ်ဒါကြောင့်ဟောဒီ A ကိုဘယ်လောက်ဆွဲရမလဲ60 ဒီဂရီဆွဲရမယ်ဒါဆိုရင်ဆရာတို့သူဆွဲခိုင်းတဲ့ trapezium ပုံချမ်းလေးကိုဆရာတို့ရပြီပုံချမ်းလေးသိပြီဆိုရင်ဆရာတို့ဆွဲရမယ် trapezium ကဘယ်လိုဆိုတာသိသွားပြီဒါဆိုစဆွဲလို့ရပြီဆရာတို့ဘာလို့အရင်ဆုံးစဆွဲမလဲ AB 6 cm ကိုစဆွဲလို့ရပြီဒါကြောင့်အစင်း1မြင်းပိုင်း AB 6 cm ကိုဆွဲမယ်အဲဒါဆရာတို့ပေတံလေးတွေယူလိုက်ပါမယ်တော့ AB မြင်းပိုင်းလေးဆွဲလိုက်ပါပြီ AB ဒီဘလောက်လဲ6 cmပထမတစ်ဆင့်ပြီးသွားပြီဒါဆိုနောက်တစ်ဆင့်ဒီ A ဒီ angle A ဒီဘလောက်လဲ
60ဒီဂရီဆွဲရမယ်ဒါကြောင့် E က A မှာဗဟိုပြုပြီးတော့60ဒီဂရီဆွဲမယ်ဒါဆိုဆရာတို့ကဒီမှာ60ဒီဂရီမှတ်လိုက်မယ်ဒီတော့ရင်ဆရာတို့ပေတံလေးနဲ့ဆက်လိုက်ပါမယ်60ဒီဂရီအဲ့တော့ဆရာတို့တစ်ခါနဲ့ထည့်လိုက်မယ်60ဒီဂရီဟောဆရာတို့ဆွဲလိုက်တဲ့အနာလေးကနာမည်မပေးရသေးဘူးဒီနာလေးမှာကြိုက်တာပေးလို့ရဟုတ်ပြီနော်အဲ့တော့ဆရာကဒီမှာဖီလို့ပေးထားတာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်သူဆရာကတော့ဖီလို့ပေးလိုက်မယ်ဒါတော့သမီးက E ကြိုက်တယ်ဆိုရင် E လို့ပေးပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီမှာဖီလို့ပေးပြီးသားပြီအဲ့တော့ AP မြင်းလေးရသွားပြီ60ဒီဂရီဒါဆိုဆရာတို့ကဟောဒီမှာဒီမြင်းလေး AP ကိုဒီမှာဆွဲလိုက်တဲ့ AP ဆွဲပြီးသားပြီဘယ်လောက်ပိုင်းဖြတ်ရမှာလဲ AD က3 cm ဒါဆိုရင်ဆရာတို့ကထောက်ချုံလေးနဲ့3 cm ပိုင်းဖြတ်ရမယ်အဲ့တော့ A ကိုပို့ပြုမယ်ဆရာတို့ဆွဲထားတဲ့ AP ပေါ်မှာ3 cm ပိုင်းဖြတ်ရမယ်ဒါကြောင့်ဆရာတို့3 cm ပိုင်းဖြတ်လိုက်အဲ့တော့ AD လေးကိုပိုင်းဖြတ်တာဖြစ်တဲ့အတွက်အမိုင်းလေးနဲ့ပိုင်းလိုက်တဲ့အခါမှာအမှတ်တစ်ခုရပြီ D လို့ပေးလိုက်မယ်သူဒီဆရာတို့ပိုင်းဖြတ်လိုက်တာဒီ3 cm ပြီးသွားပြီဒါဆိုဆရာတို့က AB ပေါ်မှာ AD မြင်းလေးပိုင်းပြီးသွားပြီဟုတ်ပြီနော်ဒါဆိုဆရာတို့နောက်တစ်ဆင့်ဘာလုပ်ရမလဲ DC ဆိုတဲ့အပြိုင်မြင်းလေးဆွဲရမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့မြင်းပြိုင်နေဆွဲနည်းလေးတွေခြေစစ်တုံးကလည်းဆရာတို့လေ့လာခဲ့ပြီးသွားပြီဟုတ်ပြီနော်ဒါဆိုဆရာတို့မြင်းပြိုင်ဘယ်လိုဆွဲရမလဲကျင်တယ်လေးနဲ့ဆရာတို့ဆွဲလို့ရတယ်အဲ့တော့ဆရာတို့ပြိုင်ခြင်းတဲ့နောက်မှာခြေကိုတင်ထားမယ်ဒါဆို AB နဲ့ပြိုင်ခြင်းတာဖြစ်တဲ့အတွက် AB ပေါ်မှာခြေတင်လိုက်မယ်အဲ့တော့ဆရာတို့ကအဲ့ဒီတောင်စုံလေးကဆွဲမှာဖြစ်လို့ဒီနားလေးကနေတက်တက်ဆွဲလို့ရတယ်ဒါပေမဲ့သားတို့သမီးတို့ရဲ့ကျင်တွယ်လေးတွေဒီတောင်လေးတွေကတုံးနေရဲ့တောင်လေးတွေကတုံလေးတွေဖြစ်နေရင်ဆရာတို့ဆွဲလို့မညီမှာဆိုလို့ရှိရင်တော့လုံလေးဒီရှည်လေးအောင်ထိချွေလိုက်မယ်ပြီးသွားရင်ဆရာတို့ကပေတံလေးနဲ့ပူလိုက်မယ်ဒါဆိုရင်ဆရာတို့ကဒီလက်ကိုငြိမ်အောင်ဖိထားမယ်ပေါ့နော်ဆရာတို့ဆွဲကျင်တဲ့ AB အနာလေးနဲ့အပြိုင်ဆွဲကျင်တဲ့အတွက်အဲ့ဒီအနာလေးကိုဆရာတို့ဆွဲကျင်တဲ့အနာရအောင်ဘာလို့ရမလဲတင်သွားမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကပေတံလေးကိုလက်လေးနဲ့ဖိထားပြီးကျင်တွယ်လေးကိုပေါ်ထိဆရာတို့ဘာလို့သွားမလဲတင်သွားလိုက်မယ်ဆရာတို့ဆွဲကျင်တဲ့ဒီအမှတ်လေးရောက်ပြီးမြင်းပြိုင်လေးကဆရာတို့ဆွဲကျင်တဲ့အနာရောက်ပြီဆိုရင်ဆရာတို့ရက်လိုက်မယ်ပြီးသွားရင်မြင်းပြိုင်လေးပါပြလို့ရပြီလေဆွဲလို့ရပြီတော့မြင်းပြိုင်လေးဆွဲလိုက်အောင်မယ်မြင်းပြိုင်လေးဆွဲလိုက်ပါပြီကဲဆရာတို့ဆွဲလိုက်တဲ့မြင်းပြိုင်လေးမှာဆရာတို့နာမည်မရှိဟုတ်ပြီနော်အဲ့တော့ဆရာတို့ကဒီမှာနာမည်ပေးရမယ်ဒါတို့သမီးတို့ကြိုက်တာပေးလို့ရပါတယ်ဟုတ်ပြီနော်ဆရာကခုနက P လို့ပေးထားတော့ဒီတခါသူ့ကိုဆရာက Q လို့ပေးလိုက်ဒါကြောင့်မလို့ဆရာတို့က AB ဖယ်တယ်လေပါကိုဆွဲလိုက်လေ DQ ကိုဆွဲလိုက်တယ်ဒါကြောင့်သူ့ကို Q လို့ပေးလိုက်တယ်ဒါဆိုဆရာက DQ လေးဆွဲပြီးပါပြီဆရာတို့ကအဲ့ဒီ DQ ပေါ်မှာဘယ်လောက်ပိုင်းဖြတ်ရမှာလဲဒီမှာပုံစံလေးမှာ DC ကို4 cm ပိုင်းဖြတ်ရမှာဒါကြောင့်မလို့ဆရာတို့ကဘာလို့ရမလဲထောက်ချုံလေးနဲ့ဆရာတို့က4 cm သွားတိုင်းမယ်ပေတံလေးမှာသွားတိုင်းမယ် D ကိုပို့ပြုလိုက်မယ်ပြီးသွားရင်4 cm ပိုင်းဖြတ်မယ်ဆရာထောက်ချုံလေးကအတိုင်းတာပြတာဆိုတော့ဆရာဒီတိုင်းလေးပဲဆွဲပြီးတော့ပိုင်းလိုက်ပါပြီဒါဆိုဆရာတို့ဘယ်လောက်ရပါပြီလဲဒီနေရာလေးဒီ DC C ရပါပြီ4 cm ဒါဆိုရင်ဆရာတို့တွေဒီပြိုင်တဲ့အနာဒီအနာလေးနဲ့ DC လေးနဲ့ AB လေးနဲ့နားတစ်စုံပြိုင်အောင်ဆွဲပြီးသားပြီဘာနဲ့ဆက်လိုက်ရုံပဲလေ B နဲ့ C လေးနဲ့ဆက်လိုက်ရုံပဲB နဲ့ C လေးနဲ့ဆက်လိုက်ရင်ဆရာတို့လိုချင်တဲ့ဘာရပြီလဲ trapezium လေးရပြီဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့မျက်နှာချင်းဆိုင်အနားတစ်စုံပြိုင်တဲ့စတုကန်ကို trapezium လို့ခေါ်တယ် AB အနားလေးနဲ့ DC အနားလေးနဲ့ဒီဆရာတို့ပြိုင်အောင်ဆွဲလိုက်တယ်ဒါဆိုရင်ဆရာတို့လိုချင်တဲ့ trapezium လေးတစ်ခုရပါပြီဒါဆိုရင်သားတို့သမီးတို့ trapezium ဘယ်လိုဆောက်လုပ်ဆွဲသားရလဲဆိုတာနားလည်တော့ပါပြီเนาะကဲဒါဆိုရင်ဆရာတို့လေ့ကျင့်ခန်းလေးတွားရအောင်ပါ
ခဲလေ့ကျင့်ခန်းလေးသွားလိုက်ရအောင်ခဲဒီလေ့ကျင့်ခန်းလေးမှာလဲဆရာတို့ကနာမည်လေးတွေပြောင်းသွားပြီပေါ့နော်အဲ့တော့ trapezium ကိုဆောက်လုပ်ခိုင်းတယ်ပြီးတော့ AD ကိုလည်းပဲဆရာတို့ဘာလုပ်ခိုင်းလဲတိုင်ခိုင်းတယ်ဒါဆို trapezium နေဆွဲတော့မယ်ဆိုရင် trapezium ဆိုတာဘယ်လိုပုံလဲသိရမယ် trapezium ဆိုတာဘယ်လိုဟာကိုခေါ်တာလဲ trapezium ဆိုတာမျက်နှာချင်းဆိုင်အနာတစ်စုံပြိုင်တဲ့စတုကန်ကိုဘာလို့ခေါ်လဲ trapezium လို့ခေါ်တယ်ဒါလေးသိနေရမယ်ဟုတ်ပြီနော်အဲ့ဒါမှဆရာတို့က trapezium ကိုသိမှ trapezium ဆွဲလို့ရမှာပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့က AB parallel DC AB နဲ့ DC နဲ့ကိုဘာလို့အောင်ဆွဲရမလဲလဲပြိုင်အောင်ဆွဲရမယ်သူကပေးထားတယ်ဟုတ်ပြီနော်ဒါဆို AB 7 cm နဲ့ DC လေးဆရာတို့ကဒီမှာ CD လို့ပြောထားတယ်ဟုတ်ပြီနော်အဲ့တော့ DC လေးကဘယ်လောက်လဲ5 cm နဲ့ကိုဒီအနားနှစ်ခုကိုပြိုင်အောင်ဆွဲရမယ်ပြိုင်အောင်ဆွဲမှာ trapezium ဖြစ်ဟုတ်ပြီနော်ဆရာတို့ဒါဆိုရင်ဘာလို့ခုလို့မလဲပုံချမ်းလေးဆွဲဖို့လို့ဟုတ်ပြီနော်ဒါဆိုဆရာတို့ပုံချမ်းလေးဆွဲလိုက်မယ် trapezium A B C D AB လေးအားဆရာတို့ကဒီမှာ7 cm ပြီးတော့ရင်ဆရာတို့ CD ဟောဒီ CD လေးက5 cm ဒီနားတစ်စုံဘာလို့အောင်ဆွဲရမလဲပြိုင်အောင်ဆွဲရမယ် parallel ပြအောင်ဆွဲရမယ်ပြီးတော့ရင်ဆရာတို့ဒီတစ်ခါကျတော့ပြောင်းပြန်ဖြစ်သွားတယ် angle B ကိုပေးထားတယ်ဟုတ်ပြီနော်ဟောဒီမှာရှိတဲ့ AB ဆိုတဲ့ B နဲ့ဒီမှာရှိတဲ့ BC ဆိုတဲ့အနားလေးနဲ့မှာ B ဒီဘုံတောင်စုံလေးဖြစ်တယ်အဲ့ဒီဘုံတောင်စုံ angle B ကိုပေးထားတာဒီ90 ဒီဂရီဖြစ်တယ်ဒါကြောင့်ဒီတစ်ခါဆရာတို့ကဥပမာလေးနဲ့ခုနကဥပမာလေးနဲ့မတူဘူးဥပမာတော့က angle A ကိုပေးထားတာဒီတစ်ခါကျတော့ angle B ကိုဘယ်လောက်ဆွဲရမလဲ90 ဒီဂရီဆွဲရမှာဟုတ်ပြီနော်ဒါကြောင့်ဆရာတို့က90 ဒီဂရီသူပြောထားတဲ့မိကုန်းမှာပေးထားချက်တိုင်းဆရာတို့ပုံစံလေးမှာ angle B မှာ90 ဒီဂရီထည့်လိုက်ပြီးတော့ဆရာတို့ကဟောဒီ BC လေးကဘယ်လောက်ပိုင်းဖြတ်ရမလဲလဲ4 cm ဟုတ်ပြီနော်ဒါကြောင့်ဒီနာလေးဒီ BC နာလေးဒီ4 cm တကယ်ဒါဆိုဆရာတို့ပုံချမ်းလေးရသွားပြီပုံချမ်းလေးသိသွားပြီဆိုရင်ဆွဲလို့လွယ်လေးဖြစ်သွားပြီဆွဲလို့ရပြီဒါဆိုပထမဆုံးဆရာတို့ဘာကိုဆွဲရမလဲ AB အနာလေးကိုဆွဲရမယ်ဒါကြောင့်ဆရာတို့ AB နာလေးဆွဲမှာပေါ့ဟုတ်ပြီနော်ဒါဆိုဆရာတို့ကလေ့ကျင့်ခန်းတွေရောက်သွားပြီဖြစ်တဲ့အတွက်ဆရာပေးထားချက်လေးဆိုကူချလိုက်တယ်သူပေးထားချက်တွေကိုကူချလိုက်ပေးချက်လေးရေးလိုက်မယ်ပြီးတော့ဆွဲသားမှာဒီ trapezium ABCD ကိုဆွဲရမယ်ပြီးတော့သူက AD လေးလည်းတိုင်းခိုင်းလို့တိုင်းရန်လို့ရေးလိုက်တယ်ဟောဆွဲသားရန် AB ဆွဲသားချင်းဆိုပုံဆွဲယူဟုတ်ပြီနော်ဒါဆိုဆွဲသားချင်းရအောင်မှာပုံဆွဲမယ်အောက်မှာအဆင့်တွေရေးမယ်ဒါဆိုဆရာတော့အဆင့်တွေ400ဘက်မှာသွားရေးလိုက်တယ်အဲ့တော့မြေပိုင်း AB ဘယ်လောက်ဆွဲရမလဲ7 cm ဟုတ်ပြီဒါဆိုဆရာတို့ပေတံလေးနဲ့7 cm တိုင်းပြီးတော့ဆွဲလိုက်မယ်ခဲဒါဆိုဆရာတို့7 cm ဆွဲပါပြီ7 cm ကဲဆရာတို့ဆွဲလိုက်တဲ့7 cm ဒီ AB နားလေးဖြစ်တယ်ဒါကြောင့် AB 7 cm ပြီးသွားပြီပထမတစ်ဆင့်ဒါဆိုဒီတစ်ခါကျတော့ဆရာတို့က angle B လေးကဘယ်လောက်လဲ90 ဒီဂရီဒါကြောင့်ဒီတစ်ခါ B ဘက်မှာ B မှာဘယ်လောက်ဆွဲရမလဲ90 ဒီဂရီဆွဲရမယ်ဒါကြောင့် B ကိုစင်တာလေပူမှာထားရမယ်ဒီတစ်ခါဆရာတို့ကနားလက်တံလေးဒီ E ကနေမှ angle ဖြစ်ပေါ်မှာဖြစ်တဲ့အတွက် A ဘက်ကနေတိုင်ရမယ်ဟုတ်ပြီနော် A ဘက်ကနေ60 50 ဒီဂရီဆိုတော့အတွင်းဘက်မှာဒီမှာ0 10 20 30ဆိုရဲအတွင်းဘက်ကနေရေတွဲရမယ်နော်ဒါဆိုကြတော့အတွင်းဘက်ကနေရေတွဲလိုက်တော့50ကဒီနားလေးမှာအမှန်မှန်လိုက်မယ်50နေရာမှာအမှန်မှန်လိုက်မယ်ပြီးသွားရင်ဆရာတို့50ဒီဂရီဆွဲလိုက်မယ်ဆွဲပြီးသားပြီဟုတ်ပြီနော်ဒါဆိုဆရာတို့ကဆွဲလိုက်တဲ့မြင်းလေးမှာဆရာတို့ကနာမည်မရှိသေးဘူးဟုတ်ပြီနော်ဒါဆိုဆရာတို့နာမည်ပေးရမယ်အဲ့တော့ဆရာကတော့ဒီမှာ P လို့ပေးထားတယ်ဒါကြောင့်သူ့ကို P လို့ပေးလိုက်မယ်
ဆရာတို့ဆွဲလိုက်တာဒီ50ဒီဂရီဒါကြောင့်သူ့ကို50ဒီဂရီလိုက်မယ်ကဲပုံချမ်းလေးမှာဆရာတို့ဆွဲတဲ့50ဒီ BC ကိုဆွဲရမှာဖြစ်တယ် BC ဒီ4 cm ဖြစ်တဲ့အတွက်ဆရာတို့ဘယ်လောက်ပိုင်းဖြတ်ရမလဲ4 cm ပိုင်းဖြတ်ရမယ်ဒါကြောင့် B ကိုပို့ပြလိုက်မယ်4 cm တိုင်းလိုက်မယ်နော်4 cm 4 cm ပြီးသားရင်ဆရာတို့4 cm ပိုင်းဖြတ်လိုက်ပါမယ်ဟုတ်ပြီဆရာတို့ဆွဲလိုက်တာဒီ BC ဆိုတော့ဒီအမှတ်လေးဒီအမှတ်တစ်ခုရပြီ C လို့နာမည်ပေးလိုက်မယ်4 cm ပြီးသွားပြီကဲဒီမှာဆရာတို့ CD လေးကဘာလို့ရမလဲမြင်းပြိုင် parallel ဖြစ်အောင်ဆွဲရမယ်ဒါဆိုရင်ဆရာတို့တွေဒီဆရာတို့ဆွဲကျင်တာဒီ AB နဲ့ parallel ဖြစ်အောင်ဆွဲကျင်တာဖြစ်တဲ့အတွက်ဆရာတို့ဆွဲကျင်တဲ့ AB ပေါ်မှာဘာလို့ရမလဲအခြေကိုထားရမယ်ဟုတ်ပြီเนาะဒါကြောင့်ဆရာတို့ AB ပေါ်မှာဘာလို့လိုက်မလဲကျင်တွယ်လေးကိုအခြေတင်လိုက်မယ်ပြီးသွားရင်ဆရာတို့ပေတံလေးနဲ့သွားပူလိုက်မယ်ကျင်တွယ်နဲ့ပူလဲရတယ်เนาะအဲ့တော့ကျင်တွယ်ချင်းဆရာတို့30 60ကျင်တွယ်လေးနဲ့45ကျင်တွယ်လေးနဲ့နှစ်ခုသုံးလဲရတယ်ဆရာကပေတံလေးနဲ့ပူလိုက်မယ်ဟောပြီးသွားပြီပေတံလေးနဲ့ပူပြီးသွားရင်ဆရာတို့ဆွဲကျင်တဲ့ AB ဒီ parallel လေးကိုဆရာတို့ဆွဲကျင်တဲ့နေရာရအောင်ဘာလုပ်လိုက်မလဲဆွဲပြီးပုတ်ပြီးတင်သွားမယ်လက်ကလေးတော့ညင်အောင်ထိဟောဆရာတို့ဆွဲမဲ့အမှတ်လေးရောက်ပြီမြင်းပြိုင်နေရာလေးရောက်ပြီ C အမှတ်ကဟုတ်ပြီเนาะရောက်ပြီဆိုရထားလိုက်မယ်ပြီးရင်ဆရာတို့ parallel လေးဆွဲလို့ရပြီဟောဆွဲလိုက်ပြီဟောမြင်းပြိုင်လေးဆွဲပြီးသွားပါပြီကဲဆရာတို့ဆွဲလိုက်တဲ့မြင်းပြိုင်လေးဒီနာမည်မရှိသေးဘူးဟုတ်ပြီเนาะဒါဆိုဆရာတို့ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ဆရာကတော့သူ့ကို Q လို့ပဲပေးလိုက်မယ်Q လို့ပေးလိုက်အဲဆိုရင် CQ QC လေးကိုဆရာတို့ဆွဲပြီးသားပြီဆရာတို့ပုံချမ်းလေးမှာဟောဒီ DC ဒီ5 cm ဒါဆိုရင်ဆရာတို့ဘယ်လောက်ပိုင်းဖြတ်ရမလဲ5 cm ပိုင်းဖြတ်ရမယ်ဒါကြောင့်ဆရာတို့က5 cm တိုင်းလိုက်မယ်5 cm ဆရာထောက်ချုံလေးဆက်လိုက်ပါပြီပြီးတော့ရင်ဆရာတို့ဘယ်လောက်ပိုင်းဖြတ်မလဲ5 cm ကဲဟောဆရာတို့ကသူ့ကို D လို့နာမည်ပေးလိုက်မယ်5 cm ပြီးတော့ရင်ဆရာတို့ဘာလုပ်လိုက်ရမလဲကျွန်တော်လေ A နဲ့ D လေးနဲ့ဆက်လိုက်ရုံပဲ E နဲ့ D နဲ့ဆက်လိုက်ရင်ဆရာတို့လိုချင်တဲ့ trapezium ရပါပြီမျက်နှာချင်းဆိုင်နားတစ်စုံပြိုင်တဲ့စတုဂန်ကို trapezium လို့ခေါ်တယ်ဟုတ်ပြီကဲဒါဆိုဆရာတို့ကဒီမှာသူက AD လေးကိုတိုင်းခိုင်းတယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ AD လေးကဘယ်လောက်ရမလဲပေါ့เนาะဒါဒီမျိုးတိုင်းကြည့်ရအောင်အဲ့ဆိုဆရာကဒီမှာထောက်ချုံလေးရဆရာထောက်ချုံလေးရတိုင်းတာပေါ်တာဆိုတော့ဒီတိုင်းလေးတိုင်းကြည့်လိုက်ဆရာဆွဲတဲ့ AD လေးကဘယ်လောက်ရလဲဟုတ်ဟောဆရာဆွဲတာဒီဘယ်လောက်လဲ3.2 cm ရတယ်ဝိနောက်တော့3.2ရတယ်တာတို့သမီးတို့ကရောဘယ်လောက်ရလဲเนาะ3.1 ရနေလား3ပဲရနေရလားပေါ့เนาะအဲ့တော့တာတို့သမီးတို့ကခဲတံလေးတုံးနေတာပဲဖြစ်ဖြစ်ပေတံလေးကနည်းနည်းလေးရွေ့သွားတာပဲဖြစ်ဖြစ် point လေးတွေကဘာဖြစ်လဲဆိုတော့လွဲနိုင်ပါတယ်ဟုတ်ပြီเนาะလွဲနိုင်ပါတယ်ဒါကြောင့်ဒီချာချာလေးတိတိကျကျလေးဆွဲတတ်အောင်တာတို့သမီးတို့ဒီချာလေးတိုင်းပြီးတော့ဆွဲပါဟုတ်ပြီเนาะအဲ့တော့ point လေးတွေနည်းနည်းပါးလွဲတာတော့ကတော့ရပါတယ်ဟုတ်ပြီเนาะအဲ့တော့ 3.1 ရတယ်ဆိုလဲမှန်ပါတယ်3.2 ရတယ်ဆိုရင်တော့လုံးဝပတိမှန်ပါတယ်ပေါ့เนาะအဲ့တော့ point လေးတွေလွဲတာကတော့စိတ်မညစ်ပါနဲ့ပေတံငယ်ခဲတံလေးတစ်လုံးသားအချွန်တုံးပေါ်မှာမူတည်ပြီးတော့သုံးဖို့လက်လေးနည်းနည်းလေးရွေ့သွားလို့ point လေးတွေကတော့အတိုးရော်လေးတွေရှိနိုင်ပါတယ်ဒါဆိုရင်သားတို့သမီးတို့ကငါမှားသွားပြီဆိုပြီးစိတ်မညစ်နဲ့မှန်ပါတယ်เนาะအဲ့တော့ point အဲ့တော့အဖြေမှန်တော့ဘယ်လောက်ရမလဲ3.2 ဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုသားတို့သမီးတို့လေ့ကျင့်ခန်းရဲ့နံပါတ်1 trapezium လေးဆောက်လုပ်ဆွဲသားတတ်ပြီလို့ဆရာယုံကြည်ပါတယ်เนาะကဲဒါဆိုဆရာတို့နောက်ထပ်နံပါတ်1ပြီးတော့နောက်ထပ် trapezium လေးဆက်ပြီးတော့လေ့လာရအောင်ပါကဲနံပါတ်2ဒီတစ်ခါကျတော့ဆရာတို့က trapezium ကိုပဲဆောက်လုပ်ခိုင်းတာဖြစ်တဲ့ဒီတစ်ခါ PQ နဲ့ SR ကိုဆရာတို့ကဘာလုပ်အောင်ဆွဲရမလဲဆိုတော့ parallel ဖြစ်အောင်ဆွဲရမယ်အဲ့တော့ဆရာတို့ကြည့်ရအောင်ပါပုံချမ်းလေးဆွဲပါမယ်ဟုတ်ပြီနော်အဲ့တော့ PQ နဲ့ SR နဲ့ဆရာတို့က parallel ဖြစ်အောင်ဆွဲခိုင်းနေဆိုတော့ဟောဒီ trapezium ကြီးက PQRS ဆိုတာဖြစ်နိုင်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ trapezium လေးကိုပုံချမ်းလေးဆွဲကြည့်ရအောင်
အဲ့တော့ဒီမှာ trapezium က NKP လေးကဆရာတို့က90 degree လို့ဖြစ်တယ်အဲ့ဆိုတခုကဆရာတို့ကဘယ်လောက်ဖြစ်မှာလဲ90 degree ဆွဲရတော့ဟုတ်ပြီเนาะဒါဆိုဆရာတို့ပုံစံလေးမှာ P ဒီဘယ်လောက်ဖြစ်မလဲ90ဖြစ်နိုင်တယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ trapezium ကျန်းလေးဆွဲလိုက်ပါမယ် P က90ဆိုတော့ဒီလိုတောင်းပန်ဖြစ်နိုင်ဟုတ်ပြီเนาะပြီးတော့ရင်ဆရာတို့ကသူက PQ လေးက4 cm ဒါဆိုဆရာတို့သူက4 cm PQ ပြီးတော့ရင်ဆရာတို့ဒီ SR လေးက6 cm အဲဆိုရင်ဆရာတို့ကသူကနည်းနည်းရှည်လိမ့်မယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ဒီဘက်ကိုဆွဲရလိမ့်မယ် SR PQ RS နာမည်ပေးလိုက်ရင် SR လေးကဘယ်လောက်တဲ့လဲ6 cm သူက6 cm ဆွဲရမယ်အဲ့တော့သူတို့နှစ်ခုကိုဘာအောင်လုပ်အောင်ဆွဲရမလဲဆိုတော့ပြိုင်အောင်ဆွဲရမယ်အဲ့ဒီမှာဆရာတို့ရဲ့ angle P လေးကဘယ်လောက်တဲ့လဲ90 degree ဆိုတော့တောင်းပန်လေး90 degree ဆိုတော့တောင်းပန်ဟုတ်ပြီနော်ဒါ90 degree ဒါဆိုဆရာတို့ဒီလိုပုံလေးဆွဲရမှာပေါ့နော်အဲ့မှာဆရာတို့က PS လေးကကြတော့ဆရာတို့ကဘယ်လောက်ဖြစ်မလဲဆိုတော့ဒီ PS လေးကကြတော့3 cm တဲ့ဒီဟာလေးက3 cm ဒါသူမေကွန်းမှာပေးထားတဲ့အတိုင်းဆရာတို့ဘာလုပ်လိုက်ပြီလဲအကျန်းလေးဆွဲလိုက်ပြီဒါဆိုဆရာတို့ဘယ်လိုပုံဆွဲရမှာလဲဆိုတာဘာဖြစ်သွားပြီလဲသိသွားပြီမြင်သွားပြီဒါဆိုဆရာတို့ကဆွဲရတာလွယ်ကူသွားပြီဟုတ်ပြီเนาะဒါကြောင့်တော်တို့သမီးတို့ဆောက်လုပ်ဆွဲသားချစ်တွေဆွဲတဲ့အခါမှာပုံချမ်းလေးဆွဲပြီးတော့စဉ်းစားစီချင်ပါတယ်အဲ့ဒါတော်တို့သမီးတို့အတွက်ဘယ်လိုဆွဲရမလဲဆိုတာပို့ပြီးတော့လွယ်ကူစွာသိစေပါတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ကဆွဲကြမယ် page တွေကူချလိုက်မယ် trapezium ကဒီတက PQRS ကိုဆွဲခိုင်းတာဖြစ်လို့ PQRS သူကမေကွန်းမှာ SQ ကိုတိုင်းခိုင်းသေးတယ်ဟုတ်ပြီเนาะဒါဆိုဆရာတို့ကိုနောက်ဆုံးမှာတိုင်းပေးရအောင်ဟုတ်ပြီเนาะဒါဆိုဆရာတို့ဆွဲရအောင်ပါပထမအဆင့် PQ လေးကိုဆွဲရမယ်ဒါကြောင့်အဆင့်1မြေပိုင်း PQ ကို4 cm ဆွဲပါမယ်ဟုတ်ပြီဒါဆိုဆရာနဲ့အတူတူဆွဲရအောင်ပါပေတံလေးတွေယူလိုက်ပါမယ်လိုအပ်တဲ့ပစ္စည်းလေးတွေတစ်ခါရေးနားမှာယူထားပါမယ်ခဲဒါဆိုဆရာတို့ဆွဲလိုက်ပါပြီ4 cm ဆိုတော့ဆရာတို့4 cm ဆွဲလိုက်မယ်4 cm တူတူလေးပဲအဲ့တော့ဆရာတို့တစ်ခါရေးလိုက်မယ် PQ ဒီ4 cm 4 cm ဒါ P เนาะဆရာဆက်ကဟန်းလို့ပါဒါ P ပါဟုတ်ပြီ PQ က4 cm ကဲပြီးသွားပြီဆရာတို့ပထမတစ်ခုဒါဆိုရင် angle P ဒီဆရာတို့ဘယ်လောက်တယ်လဲဒီမှာ90 degree ပြောထားတယ်ဒါဆိုရင်တောင်တိုင်းဆက်ဝိုင်းချမ်းလေးနဲ့90 degree ဆွဲရင်ဆွဲမဆွဲရင်မလုပ်ရမလဲကျင်တွယ်လေးနဲ့90 degree ဆွဲကြိုက်တာနဲ့ဆွဲပေါ့နော်အဲ့တော့ဆရာတို့ကျင်တွယ်လေးနဲ့ဆွဲလိုက်မယ်ဆရာတို့ဆွဲခြင်းနဲ့ P မှာဆရာတို့တောင်းမှန်90 degree အဲ့ဆိုဆရာတို့ဆွဲလိုက်ပါပြီ90 degree ဆွဲလိုက်ပြီဆရာတို့က90 degree ဆွဲတာဆိုတော့တောင်းမှန်သင်္ကေတလေးထည့်လိုက်မယ်90 degree လို့မရေးလဲရပြီတောင်းမှန်သင်္ကေတစီ90 degree ကိုပြောတာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေဒီဆရာတို့ဆွဲထားတဲ့မြင်ပိုင်းလေးမှာနာမည်မရှိသေးဘူးဒါဆိုသူ့ကိုနာမည်ပေးရမယ်ဆရာကဒီမှာဒီတစ်ခါသူ့ကိုအဲ့လိုပေးထားတယ်ဟုတ်နော် PQRS လို့ပြောတဲ့အတွက်ဆရာတို့က P လို့သွားပေးလို့မဖြစ်ဘူးနောက်တစ်ပြီးတော့ပေးလို့ရပါသေးတယ် E ကြိုက်တဲ့သူတွေက E လို့ပေးလို့ရတယ်ဒီနောက်နော်ဆရာနောက်တာပါနော်နောက်ဆရာတို့တွေအဲ့လိုပေးလိုက်ပြီးသွားပြီအဲ့တော့ PL မှာဆရာတို့ကဒီမှာဘယ်လောက်လဲ PS ကလေးကဆရာတို့က3 cm လို့ပြောတယ်ဒါကြောင့်ပုံချမ်းလေးမှာ3 cm ဆွဲထားပြီးသားဒါကြောင့်ဆရာတို့ဘာလုပ်ရမလဲ3 cm ပိုင်းဖြတ်ရမယ်ဒါဆိုဆရာတို့ကအဲ့ဒီ PL ပေါ်မှာဘယ်လောက်ပိုင်းဖြတ်မလဲ3 cm ပိုင်းဖြတ်မယ်ဒါကြောင့်ပေတံလေးမှာ3 cm တော့တိုင်းပါဒါဆိုဆရာတို့3 cm ပိုင်းဖြတ်လိုက်ပါဝန်ပိုင်းလေးနဲ့ပိုင်းလိုက်ရင်မတမန်ရပြီဒါဆိုဆရာတို့ကနာမည်တစ်ခုရပြီပေါ့နော်အဲဆိုရင်ဆရာတို့နာမည်ပေးလို့ရပြီ as PS ကလေးသည်3 cm ရေးလိုက်ပါမယ်တခါလေးမေ့မချမ်းခဲ့ဟုတ်ပြီနော်ဒါဆို PS ကလေးရပါပြီကဲဒါဆိုဆရာတို့မြင်းမြိုင်လေး SR ကိုဆွဲရမှာဒါဆိုဆရာတို့ကဒေါင်းမှန်လေးကဆွဲထားပြီးသားဖြစ်တဲ့အတွက်ဆရာတို့ကဒီတခါတော့
ကျင်တွယ်တော်မလို့ကျင်တွယ်လေးနဲ့ဒီတိုင်းပူးပြီးတော့တင်သွားလိုက်ရုံပဲဟုတ်ပြီနော်ဆရာတို့ဒီနာဘေးနာပေတံလေးမပူးရင်တော့ရပြီလို့ပြောတာဟုတ်ပြီနော်ဒါဆိုဆရာတို့ပေတံလေးမပူးပဲနဲ့ဆရာတို့ဆွဲထားတဲ့ဒေါင်းမှန်အတိုင်းလေးပါဖြစ်သွားရင်လည်းကျင်တွယ်လေးကို PQ ကိုအပြိုင်ဆွဲချင်တာဖြစ်တဲ့အတွက်အဲ့ဒီ PQ လေးကိုဘာလုပ်လိုက်လဲဆွဲတင်သွားလိုက်ရုံပဲပေတံလေးနဲ့ပူးချင်လဲပူးပေါ့ကွာဟုတ်ပြီနော်တကယ်လို့ဒီမှာကဆရာတို့ကဆွဲဖို့ကဒေါင်းလေးတွေကတုံးနေတယ်ကျိုးနေတယ်ဆိုရင်ဆရာတို့ကလုံလေးဆွဲရမှာဖြစ်တယ်ဒီလိုလုံလေးထားမှာဖြစ်မယ်ဒါဆိုရင်တော့ဆရာတို့ဘာလုပ်သွားပြီလဲပေတံလေးနဲ့ပူးဖို့လိုသွားပြီအဲ့တော့မှဆရာတို့ကဆွဲလို့ရမှာဟုတ်ပြီနော်ဒါဆိုဆရာလုံလေးဆွဲမယ်ဆိုရင်တော့ပေတံလေးနဲ့ပူးလိုက်ပြီးတော့မှဆရာတို့ကကျင်တွယ်လေးကိုတင်လိုက်ဟောဒါဆိုရင်ဒေါင်းကျိုးနေတဲ့နေရာလေးပါဖြစ်သွားပြီလေလွတ်သွားပြီဒါဆိုရင်တို့သမီးတို့မြင်းပြိုင်လေးကိုလွတ်လွတ်လပ်လပ်ဒီဘက်ကဒေါင်းမကျိုးတဲ့နေရာလေးကနေမြင်းပြိုင်လေးလွတ်လွတ်လပ်လပ်ဆွဲလို့ရပြီဆွဲပြီးသွားပါပြီမြင်းပြိုင်လေးဒါဆိုဆရာတို့မြင်းပြိုင်လေးဆွဲလိုက်ပါပြီမြင်းပြိုင်လေးနာမည်ကဆရာဒီမှာ SM M လို့ပေးထားတယ် LM ပေါ့နော်ဒါဆိုသူ့ကို M လို့ပေးလိုက်မယ်ဒီပေါ်မှာတော့ L လို့ပေးတယ်သူ့ကိုဒီတက M လို့ပေးလိုက်မယ်အဲ့ဒီ SM ကဆရာတို့ဒီမှာဘယ်လောက်ပိုင်းဖြတ်ရမှာ6 cm SR ရအောင်ပိုင်းဖြတ်ရမယ်အဲကြောင့် SR က6 cm ဆိုတော့ဆရာတို့6 cm ပိုင်းဖြတ်ပါမယ်ထောက်ဆောင်လေးနဲ့တော့တိုင်းလိုက်ပါ6 cm 6 cm 6 cm ဆရာတို့ပိုင်းလိုက်ပါ6 cm ပိုင်းအမှတ်တမဲ့ရပြီသူ့ကိုဘာလို့ပေးလိုက်မလဲ R လို့ပေးလိုက်မယ်ဆရာတို့ပုံစံလေးမှာ R ဒါဆိုရင်ဆရာတို့ဒီမြင်းပြိုင်နှစ်ကြောင်းဘာလို့သွားပြီလဲရသွားပြီဒါဆိုဆရာတို့ဗာနဲ့ဆက်လိုက်ရုံပဲလေ R နဲ့ Q နဲ့ဆက်လိုက်ရုံပဲဒါဆိုရင်ဆရာတို့လိုချင်တဲ့မျက်နှာချင်းဆိုင်နာတစ်စုံပြိုင်နဲ့ trapezium လေးရသွားပြီဟုတ်ပြီနော်ဒါဆို trapezium လေးတော့သမီးတို့ဆွဲတတ်မယ်လို့ဆရာထင်ပါတယ်အဲ့တော့ဒီတစ်ခါဆရာတို့နောက်ဆုံးမှာဘာလုပ်ခိုင်းလဲ SQ လေးကိုတိုင်းခိုင်းတယ်ဒါဆိုရင်ဒီတစ်ခါဆရာတို့ S နဲ့ Q နဲ့တိုင်းခိုင်းတာဖြစ်လို့ S နဲ့ Q နဲ့တိုင်းကြည့်ရအောင်ပါဒါဆို S နဲ့ Q နဲ့တိုင်းကြည့်လိုက်ပေတံလေးနဲ့တိုင်းပေါ့နော်ဆရာဒါဆိုရင်တို့သမီးတို့ကဘာလဲတိုင်းလို့ရလဲဆိုတိတိကျကျထုတ်ဖို့ဆိုရင်တို့သမီးတို့ထောက်ချွန်လေးပါနှစ်ဖက်အချွန်လေးရှိအဲချွန်လေးနဲ့ထောက်သွားထောက်ပြီးတော့မှပေတံမှာသွားတိုင်းဒါဆိုလုံးဝကွတိမမားတော့ဘူးနော်ဒါဆိုဆရာကဒီမှာဘယ်လောက်ရနေလဲဆရာက5 cm ဖြစ်နေတယ်ပေါ့နော်ဒါဆိုတို့သမီးတို့ကရောဘယ်လောက်ရမလဲအဲ့တော့အဖြေကရောဘယ်လောက်လဲကြည့်အောင်ပါအဲ့တော့5 cm ပါတိုင်းတာခြေရ5 cm ပေါ့နော်ဆရာတော်မှပဲ screen မှာဆွဲတာတော့ကွတိရသေးဆိုရင်တို့သမီးတို့တွေလည်းပဲကွတိရအောင်ဆွဲနိုင်တယ်လို့ဆရာကယုံကြည်ပါတယ်ဟုတ်ပြီနော်ဒီကွတိရအောင်ဆွဲကြမယ်နော်ဟုတ်ပါပြီဒါဆိုရင်နံပါတ်1 trapezium လေးကိုဘယ်လိုစလို့ဆွဲတတ်ရလဲဆိုတာလဲတို့သမီးတို့နားလည်လောက်ပါပြီနော်trapezium လေးဆောက်လုပ်ဆွဲသားတတ်ပြီဆိုရင်ဒီနေ့သင်ခန်းစာလေးကဒီမှာဆရာတို့ပြီးသွားပါပြီဒီနေ့ရဲ့စကားလက်ဆောင်လေးကတခါတက်မိလည်းရင်ဘဝပေါင်းများစွာအသက်ခံရတတ်သည်အဲ့တော့ဆရာတို့ဇက်တော်တွေမှာရှိပါတယ်เนาะဒါတော့သမီးတို့စာဖတ်စီခြင်းပါတယ်အဲ့တော့နောက်သင်ခန်းစာမှာဆရာတို့ trapezium လေးဘယ်လိုဆောက်လုပ်ဆွဲသားရမလဲစစ်ပြီးတော့လေ့လာကြမယ်ဒါတို့သမီးတို့တွေဒီဆရာမိဘတို့တဆင့်မြင့်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်